တရက်ကနေပြီးတော့9ရက်ထိကို promotion 20% discount ချပေးမှာဖြစ်ပါတယ်ရှင်အမြန်ဆုံးသွားရတော့နော် coffee ဆိုင်တက်လေတစ်ခုကိုမြောက်ရီမြို့ထဲမှာဖွင့်လာရဲဆိုတာသိပြီးကြပြီလားရှင်အတိ coffee ဆိုင်လေးရပေါ့နော်အပန်းဖြေဖို့လဲအရန်ကောင်းပြီးဓာတ်ပုံရိုက်စရာ decoration လဲအရန်နဲ့မှများတယ်ဆိုတော့ဘယ်ဆိုင်လေးဖြစ်မလဲဆိုတာခါစိန်မရဲ့ဗီဒီယိုလေးကိုအစအဆုံးကြည့်သွားကြပါအောင်ရှင်ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ခါစိန်မဒီနေ့ခေါ်သွားမယ်ကော်ဖီဆိုင်အစ်စ်လျာဆိုလို့ရှိရင်မြောက်ရီမျိုးရဲ့မျိုးပတ်လန်းပေါ့နော်ခောက်ကွင်းအနီး freezy bar ဘေးနားမှာရှိတဲ့ freezy coffee ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီ coffee ဆိုင်လေးရဆိုလို့ရှိရင်ပေါ့နော်ဖွင့်လာတာမကြသေးပါဘူးမကြသေးဘူးဆိုပေမဲ့လည်းပေါ့နော်ဆိုင်တဲကိုဝင်လိုက်ပြီဆိုတာနဲ့ decoration ပြင်ထားတာအရန်နဲ့မှမိုက်လို့သွားတင်တဲ့ coffee ဆိုင်လေးပဲဖြစ်ပါတယ်ရှင် coffee ဆိုင်လေးရအစ်စ်ဆိုတော့မြောက်ရီကချစ်ဆုံးလေးတို့မရောက်ဘူးကြသေးဘူးထင်ပါတယ်ရှင်မရောက်ဘူးသေးလို့ရှိရင်တော့အမြန်ဆုံးသွားလိုက်တော့နော်ဘာဖြစ်လို့လဲဆိုတော့ promotion ပေးနေပါတယ်ရှင်နှစ်တစ်ပေါ့နော်တရက်ကနေပြီးတော့9ရက်ထိကို promotion 20% discount ချပေးမှာဖြစ်ပါတယ်ရှင်အမြန်ဆုံးသွားလိုက်တော့နော်ခါစိန်မကူပြပေးတဲ့ဟာ freezy bar ကနေပြီးတော့လေ coffee ဆိုင်လေးတွေကိုဝင်လို့ရပါတယ်ရှင်အပေါက်လေးဖောက်ထားပေးတယ်ပေါ့နော် coffee ပေါက်ကလည်းဝင်လို့ရတယ် freezy bar ပေါက်ကလည်းပေါ့နော် coffee ဆိုင်တွေကိုဝင်လို့ရပါတယ်ရှင်ကြိုက်တဲ့အပေါက်ကဝင်ပါနော်တိတ်ဆိတ်တာကိုကြိုက်တဲ့သူများ decoration အလှပကိုကြိုက်တဲ့သူများအတွက်အသွားတင်ဆုံး coffee ဆိုင်လေးပဲဖြစ်ပါတယ်ရှင် promotion ကြီးကလည်း9ရက်တောင်ရှိရဆိုတော့အမြန်ဆုံးသွားလိုက်တော့နော်ဒါလေးကကျတော့ခါစိမ်းမအောင်အားပေးတဲ့ညီမလေးတွေပေါ့နော်ဆိုင်မှာလက်ဆိုင်နဲ့စုံလို့ပေါ့တော်တော်လေးစော့နေခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ခါစိန်အခုပြပေးတဲ့ဟာဆိုင်မှာရတဲ့မီနူလေးတွေပေါ့နော်ကော်ဖီအပြင်ကိုမှတခြားသောဟင်းပွဲတွေအများကြီးမုတ်ရင်ကအစရပါတယ်ရှင်ဈေးကြီးလားမေးတဲ့တဲလို့တော့ပေါ့နော်ဈေးမကြီးပါဘူးရှင်ဈေးလေးရပေါ့နော်သူ့အဈေးနဲ့သူအတင်တင်စီပါတယ်ပေါ့နော်ကော်ဖီလေးရလဲပေါ့နော်အရန်နဲ့မှတောက်ချင်စရာလေးဖြစ်နေပါပြီအပြင်ကိုမုတ်ရင်ငါတွေစပိုင်စီတွေလည်းရပါတယ်ရှင်ခါစိန်မအခုစားတဲ့ဟာမုတ်ရင်ငါပေါ့နော်မုတ်ရင်ငါအရန်နဲ့မှအရသာစီတယ်ရှင်စားလို့ကောင်းနေရောပြီးတော့လေပေါ့နော်ကီဝီဆိုတာလေးရာဆက်ချလေးနဲ့ချိုချင်းလေးပေါ့နော်အရန်နဲ့မှတောက်လို့ကောင်းတယ်အသက်လေးစားအချိုလေးတောက်တိမိနေရောပေါ့နော်ဆိုင်လိပ်စာလေးမတီလို့ဖုန်းဆက်လမ်းမေးချင်တဲ့သူများပြီးတော့လေပေါ့နော်အော်ရာလမ်းမချင်တဲ့သူများအတွက်ဖုန်းနံပါတ်လေးပေးမယ်ရှင်ဖုန်းနံပါတ်လေးကတော့3996694828ကိုခေါ်ပြီးတော့လိပ်စာလှမ်းမေးလို့ရတယ်လို့အော်ရာလည်းလှမ်းမလို့ရပါတယ်ရှင်ဒါအပြင်ကိုလည်းပေါ့နော်တယ်လီဂရမ်ကောက်စီတယ်တယ်လီဂရမ်ကောက်ကတော့ ANAL1992439ဆိုတဲ့အကောင့်ကနေပြီးတော့လဲမှားလို့ရပါတယ်ရှင်တယ်လီဂရမ်ကောက်ဖွင့်ထားပါတယ်ပေါ့နော်ဒီ freezy coffee ဆိုင်လေးမှာပေါ့နော်အစားအသောက်တွေလည်းကောင်းတယ် coffee ကလည်းအရန်တောက်ကောင်းပေါ့နော် decoration ပြင်ဆင်ထားပုံပေါ့နော်ဆိုင်ရဲ့အပြင်ဆင်ကလည်းလုံးဝထိမိုက်ပါတယ်ရှင်အဲကြောင့်မို့မြောက်ရီယာပေါ့နော်ချက်စုံလေးတို့ဒီ coffee ဆိုင်လေးကိုမရောက်ဘူးကြသလိုဆိုရင်အမြန်ဆုံးသွားဖို့အတွက်အကြံပေးချင်ပါတယ်ရှင်ဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးလို့အရန်ချစ်ပါတယ်ရှင်အဝါနော်